Good evening, everyone. Today I would like to share a few sentences of in use. My name is Na. Right now, I'm just sharing the basic English speaking. Okay, let me know. Let me know. Don't sound like long the let's share by on my okay. အဲ့ဒါဆိုရင်အကောင့်လေးကို follow ထားလို့အရှိဦးဆောင်အရင်ပြောပါတယ်ဗျဒီမှာတော့ okay အဲ့ဒါဆိုရင်စာလိုက်ကြအောင် some of whatပြင်ဆင်ပြီးလောက်ဆိုတော့ have you prepared for the exam okay ထားပြောပါမည်a e i o u vowel သရရှိမှာဒီ th တဲ့ကိုဒီလို့ပြောပါတယ် okay ဒီလို့ထွဲပါတယ် okay some of what ပြင်ဆင်ပြီးလောက်ဆိုတော့ have you prepared for the exam prepare ပြင်ဆင်သည် okay have you prepared for the exam okay နောက်တစ်ခုကမင်းငါနာမည်ကိုမေးသွားပြီလားဆိုတော့ have you forgotten my name have you forgotten my name okay forgot 10ဆိုတာ verb 3 okay ငါနာမည်မေးသွားပြီလား okay have you forgotten okay နောက်တစ်ခုကဒီ software update တင်ပြီလားဆိုတော့ have you updated software software update တင်ပြီလားဆိုတော့ have you updated software software တင်ပြီလားပေါ့နော် okay နောက်တစ်ခုကတကယ်ချင်းတွေကိုဖိတ်ပြီးလားဖိတ်ကြတာပေါ့နော်အဲ့ဒါဖိတ်ကြသည်က invite okay အဲ့ဒါဆိုရင် have you invited your friends ဘာအတွက်လဲထည့်ချင်းတော့ for meeting for party ဆိုတော့ party မနော် party တွေဆိုလဲ party တွေ meeting အစည်းအဝေးတွေဆိုလဲfor meeting ပေါ့အဲ့လိုမျိုးထည့်လို့ရပါသေးတယ် okay have you invited your friends okay have you invited your friends invite ကတော့ဖိတ်ကြသည် okay တကယ်ချင်းတွေဖိတ်ပြီးပြီလားအဲ့ဒီ verb 2မှာတကူထားရှင်းပြအောင်မယ် verb 2မှာ ted ကိုတန်ထွက်ပါတယ်အင်္ဂလိပ်စကားလုံးများအင်္ဂလိပ်စကားပြောမှတန်ထွက်ပါတယ် ted နောက်ပြီး ded တန်ထွက်ပါတယ်တခြားဟာတွေတော့မထွက်ပါဘူး okay so updated အဲ့လိုမျိုးပေါ့နော် have you updated software okay အဲ့လိုမျိုးပေါ့ okay တနေ့နဲ့လေ့ကျင့်ကြမယ်အကောင့်လေးကို follow ထားနောက်ပြီးဘာတွေဆက်လာမလဲဆိုတာကို okay thank you for you watching see you next video